အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ open closet အလုပ်နည်းကိုကျွန်တော်ဒီနေ့အသေးစိတ်ပြပြပေးတော့မယ်ကျွန်တော်ကွန်ပျူတာပေါ်မှာဘယ်လိုမျိုး setup လုပ်ရမလဲအသေးစိတ်သင်ချင်းစီပြပြပေးတော့မယ်ပေါ့နော်အရင်ဆုံးကျွန်တော် Chrome browser ဒါမှမဟုတ် browser တစ်ခုခုကိုအရင်ဆုံးဝင်လိုက်ပါ Okay ပြီးတော့ရင်ကျွန်တော်တို့ search bar နားမှာ Node.js ဆိုပြီးတော့တစ်ချက်လောက်ရိုက်ရှာလိုက်ပြီးရင်ကျွန်တော်ဒီရဲ့ဒုတိယတစ်ကွက်ပေါ့နော်ဒီ download ဆိုတဲ့ဟာကိုတစ်ချက်လောက်တော့နှိပ်ပေးလိုက်ပါ Okay ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာwindow အတွက်ဆိုရင် window ပေါ့နော်တကယ်လို့ဒီနေရာမှာကျွန်တော်တို့ကApple သုံးနေဆိုလဲကျွန်တော် Mac OS ပေါ့နော် Linux သုံးနေဆိုလဲ Linux ရွေးပေးလို့ရတယ်ဒီမှာ Mac OS ပေါ့နော် Okay ဒီနေရာမှာ Windows ဆိုပြီးရွေးပေးလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ကဒီရဲ့ download ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပေါ့နော်ဒီရဲ့ Windows installer ဒီရဲ့ .msi ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော်ဒါကတော့ကျွန်တော်တို့ Windows အတွက် download ဆွဲတာဖြစ်ပါတယ် Okay download အရင်ဆွဲလိုက်ပေါ့နော်download ဆွဲပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ file ရလာပြီပေါ့နော်ဒါကိုတစ်ချက်လောက်နှိပ်ပေးလိုက် Okay တစ်ချက်လောက်နှိပ်ပေးလိုက်ပါပြီးတော့ရင်ကျွန်တော်တို့ကဒီ next ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော်ဒီနေရာမှာသူကခဏစောင့်ရမယ်ဒီနေရာမှာခဏလောက်စောင့်ပြီးလိုက် next ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပြီးရင်ဒီနေရာမှာအကွက်လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော်ပြီးရင် next ဆိုတာလေးကိုထပ်နှိပ်ပေးလိုက်ပါပြီးတော့ရင် next ဆိုတာလေးကိုထပ်နှိပ်ပေးလိုက်ပြီးရင် next ဆိုတာထပ်နှိပ်ပေးပေါ့နော်ပြီးရင်ဒီနေရာမှာကျွန်တော်တို့automatically install ပေါ့နော်ဒီတစ်ခုကိုတော့မလုပ်လဲရပါတယ်ဒီနေရာမှာ next ဆိုတာထပ်နှိပ်ပေးလိုက်ပါပြီးရင်ဒီနေရာမှာ install နှိပ်ပေးလိုက်ပေါ့နော်ဒါဆိုရင်အားလုံးပြီးတော့ပါပြီကျွန်တော်တို့ဘာမှထပ်လုပ်ဆရာမလိုဘူးပေါ့နော်ကျွန်တော်တို့ Mac OS မှာလည်းတူတူပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ install လုပ်တဲ့ step တော့မပြောတော့ဘူးဘာလို့လဲဆိုရင်ကျွန်တော်ကွန်ပျူတာထဲမှာရှိပြီးသားမလို့ပေါ့နော်ဒီနေရာမှာကျွန်တော်က install လုပ်နေတော့အစစ်စစ်ကိုမပြောတော့ဘူးဒီရဲ့ install ကိုလုပ်လိုက်တာနဲ့ကျွန်တော်ကွန်ပျူတာထဲကိုတန်းဝင်သွားမယ်ပေါ့နော်ကျွန်တော် Mac OS မှာလည်းတူတူပါပဲဒီ install နှိပ်လိုက်ပေါ့နော်ကျွန်တော်ကွန်ပျူတာထဲမှာရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ထွက်လိုက်တော့မယ် Okay ဒါဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုရင်ဒီနေရာမှာကျွန်တော်တို့က browser တွေကိုသွားပေါ့နော်ဒီရဲ့ Node.js ကိုကျွန်တော်တို့က install လုပ်ပြီးသွားပြီဆိုရင် browser ကိုထပ်သွားပြီးဒီနေရာမှာ open claw လို့ရိုက်ရှာလိုက်ပြီးရင်ဒီပထမတစ်ခုကိုနှိပ်ပေးလိုက်ပေါ့နော် open claw တစ်ချက်လောက်နှိပ်ပေးလိုက်ပြီးအောက်ကိုတစ်ချက်လောက်ဆွဲချပေးလိုက်ဒီနေရာမှာဒါ window အတွက်ဆိုရင်ကျွန်တော်တို့က PowerShell အတွက် command ရှိမယ်ပေါ့နော် PowerShell ဆိုတာဘာမှမသိကျွန်တော်ပြပြပေးမယ်ဒီနေရာမှာကျွန်တော်တို့က Mac OS သုံးနေဆိုရင် Mac OS ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက် Okay မလုပ်ဘဲနဲ့ဒီနေရာမှာ Mac OS ပေါ့နော်ဒီ line လေးကိုတစ်ချက်လောက်သွားပေးလိုက်ပြီးရင်ဒါကို copy လိုက်ပေါ့နော်ဒီရဲ့ဟာလေးကို copy ပြီးတော့မှကျွန်တော်တို့ terminal မှာသွားပြီးတော့မှဒီဟာကိုရိုက်ထည့်လို့ရတယ် terminal လို့ရိုက်ရှာလိုက်ပေါ့နော်ကျွန်တော်တို့ရဲ့Apple search bar နားမှာဒီနေရာမှာ Windows ဆိုတာလေးကိုတစ်ချက်လောက်ရွေးပေးလိုက်မယ်ကျွန်တော်က Windows laptop နဲ့သုံးလို့ပေါ့နော်ဒီရဲ့ PowerShell command ကိုကျွန်တော်ကသွားပြီး copy လိုက်မယ်ပြီးတော့ရင်ကျွန်တော် search bar နားမှာ PowerShell ပေါ့နော်ဒီရဲ့ Windows PowerShell ကိုတစ်ချက်လောက်နှိပ်ပေးလိုက်Okay ပြီးတော့ရင်ကျွန်တော်ခုန copy လာတဲ့ဟာကိုကျွန်တော်တစ်ချက်လောက်သွားပြီးတော့မှရိုက်ထည့်လိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒါကိုတစ်ချက်လောက်ရိုက်ထည့်ပေးလိုက် enter နှိပ်ပေးလိုက်ပေါ့နော် Okay ကျွန်တော်ထဲမှာ Node.js ကို install လုပ်ပြီးသားဖြစ်တဲ့အတွက်ဒီနေရာမှာဘာ error မှမပြပါဘူးဒီရဲ့ထိပ်ဆုံးမှာ Windows detected ဖြစ်တယ်ပေါ့နော်ဒီနေရာမှာတကယ်လို့ကျွန်တော်တို့ Apple device တွေသုံးမယ်ဆိုရင် Mac OS ဒါမှမဟုတ်တစ်ခုခုပေါ့နော် detected ဆိုပြီးတော့ပြောလိုက်မယ် Linux ဆိုရင်လည်းဒီနေရာမှာ detected ဖြစ်မယ်လို့ပြောလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကခဏလောက်စောင့်ပေးလိုက်ပါ Okay ကျွန်တော်တို့ open claw ကို install လုပ်နေတော့မှပဲကျွန်တော်နောက်ထပ်အလုပ်တစ်ခုပြီးအောင်အရင်လုပ်လိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော် browser တွေကိုအရင်သွားလိုက်ပြီးတော့ရင်ကျွန်တော်တို့ဒီရဲ့နေရာမှာ open router ဆိုပြီးတော့မှရှာလိုက်ပါ ROUT က open router ပြီးရိုက်ရှာလိုက်ပေါ့နော်ပြီးတော့ရင်ဒီထိတ်ဆုံးကဟာကိုတစ်ချက်လောက်နှိပ်ပေးလိုက် Okay ဒီနေရာမှာကျွန်တော်တို့ခဏလောက်စောင့်ပေးရမယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာsign app ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါညာဘက်တောင်ဆုံးကကျွန်တော် sign app ဆိုတဲ့ဟာကိုတစ်ချက်လောက်နှိပ်ပေးလိုက်ဒီနေရာမှာကျွန်တော်တို့က Google account တစ်ခုခုနဲ့ချိန်ပေးလိုက်ပေါ့နော်ဒီနေရာမှာကျွန်တော်က Google account နဲ့ set up လုပ်ပေးလိုက်မယ် Okay ဒီနေရာမှာကျွန်တော်တို့က verify you are human ဆိုတဲ့နေရာမှာတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ account ဝင်တဲ့နေရာကိုရောက်သွားလိမ့်မယ်ဒီနေရာမှာကျွန်တော်က account တစ်ခုခုနဲ့ချိန်ပေးလိုက်မယ်ပေါ့နော်ကျွန်တော် account နဲ့ကျွန်တော်တစ်ချက်လောက်ချိန်ကြည့်လိုက်မယ်ပြီးတော့ကျွန်တော် continue ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော်
ဒီနေရာမှာ I agree to ဆိုတဲ့နေရာမှာတစ်ချက်လောက်အမှန်ချစ်ပေးလိုက်ပြီး continue တစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော် okay ပြီးရင်ဒီနေရာမှာကျွန်တော်တို့ get API key ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါဒီနေရာမှာကျွန်တော်တို့က create ဆိုတဲ့ဟာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က chatbot key နေရာမှာပေါ့နော် open claw key ဆိုပြီးတော့မှနာမည်ချက်လောက်ပေးပေးလိုက်မယ်ဒီ credit limit ကကျွန်တော်ဘာမှထည့်စရာမလိုဘူးပြီးတော့ကျွန်တော် create ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော် okay ဒီရဲ့ key ကိုကျွန်တော်တို့ကမှတ်ထားဖို့လိုတယ်ဒီနေရာမှာဒီရဲ့ key ကို copy ကူးပြီးသွားရင်ကျွန်တော်တို့က notepad တွေကိုတစ်ချက်လောက်တော့ထည့်လိုက်မယ်ပေါ့နော် okay ဒီရဲ့ key ကိုကျွန်တော်တို့မှတ်ထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာထွက်လိုက်လို့ရပါပြီဒါဆိုရင်ဒါမလိုတော့ဘူးပေါ့နော်ဒီရဲ့ window လေးကိုပြန်ပိတ်ပေးလိုက်လို့ရတယ် okay ကျွန်တော်တို့ကပြီးသွားရင်ဒီနေရာမှာ setup ပြီးအောင်စောင့်မိရမယ်ပေါ့နော်အားလုံးပဲဒီနေရာမှာကျွန်တော်က install လုပ်တာကိုအစိုးထိမပြရတော့ဘူးဒီနေရာမှာနည်းနည်းကြာတယ်ကျွန်တော်မြန်မာပြည်ကနေ download ဆွဲမယ်ဆိုပြီးတော့ကြာတယ်ပေါ့နော်ကျွန်တော်ကအရင်တော့က installer ရှိတဲ့အတွက် open claw ဒီနေရာမှာ setup ဆိုပြီးတော့တစ်ချက်လောက်နှိပ်လိုက်မယ်ပေါ့နော် open claw setup ဆိုပြီးတော့မှတစ်ချက်လောက်နှိပ်လိုက်မယ်ဒီနေရာမှာခဏလောက်စောင့်ပြီပေါ့နော်ပြီးရင် open claw အကုန်လုံး okay ဖြစ်ပြီဆိုရင် open claw configure ပေါ့နော်တစ်ချက်လောက်နှိပ်ပေးလိုက် okay ဒီနေရာမှာကျွန်တော်ခဏလောက်စောင့်ပေးလိုက်ပြီးရင်ဒီနေရာမှာနှစ်ခုရှိမယ်ပေါ့နော် local နဲ့ remote ဆိုပြီးရှိမယ် local ကိုတစ်ချက်လောက်ရွေးပေးလိုက်ပါပြီးရင်ကျွန်တော်တို့က model ဆိုတဲ့နေရာမှာတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော် okay ဒီနေရာမှာကျွန်တော်တို့ခဏလောက်စောင့်ပေးလိုက်ဒီနေရာမှာကျွန်တော်တို့ကဘာရွေးမလဲဆိုတော့အောက်ကိုတစ်ချက်လောက်ဆင်းပေးလိုက်ဒီအောက်မှာကျွန်တော်တို့ open router ကိုတစ်ချက်လောက်ရွေးပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ API key ခုန copy ထားတဲ့ဟာကိုတစ်ချက်လောက် copy ကူးမယ်ပေါ့နော်ပြီးရင်တစ်ချက်လောက် copy ပေးလိုက်ပြီးရင်ဒီနေရာမှာ paste ချပေးလိုက်ပေါ့နော်ပြီးရင် enter လုပ်ပေးလိုက်ပါ okay okay ဒီနေရာမှာကျွန်တော်တို့ကအချိန်တစ်ခုစောင့်ပြီးသွားရင်ဒီအောက်ကရွေးစရာနှစ်ခုရှိမယ်ပေါ့နော်ရွေးစရာတွေအများကြီးထပ်ပေါ်လာလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့က gateway ကိုခဏနေမှာကျွန်တော်ထပ်လုပ်မယ်ပေါ့နော်ဒီနေရာမှာ continue ပဲတစ်ချက်လောက်လုပ်ပေးလိုက်ပါ okay ဒါဆိုရင်သူကပြီးသွားပြီပေါ့နော်ကျွန်တော်ပြီးရင်ဘာဆက်လုပ်ရမလဲဆိုတော့open claw open claw ပြီးရင်ကျွန်တော်တို့က GAT gateway ပေါ့နော် open claw gateway run ဆိုပြီးတော့မှချက်လောက်နှိပ်ပေးလိုက်ပါသူက gateway ကိုကျွန်တော်တို့တက်ထပ် run ပေးရတယ်ပေါ့နော် okay ဒီနေရာမှာကျွန်တော်တို့ကနောက်ထပ် terminal တစ်ခုဖွင့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ open claw ဆိုပြီးတော့ open claw dashboard ပေါ့နော် DASH dash BOARD dashboard ဆိုပြီးတော့တစ်ချက်လောက် run လိုက်ပါ okay ဒီနေရာမှာ open claw dashboard ကိုကျွန်တော်တို့ run လိုက်မယ် gateway လည်း run နေပြီပေါ့နော်ဒီနေရာမှာကျွန်တော်ခဏလောက်စောင့်ပေးလိုက်ပါ okay ကျွန်တော်ဒီနေရာမှာဒီဟာပြီးသွားတာကိုမပြလိုက်ရအောင်ပေါ့နော်ဒီနောက်မှာဒီလိုမျိုး dashboard URL ပေါ်လာလိမ့်မယ်ဒါကိုကျွန်တော်တို့ copy ပြီးတော့ browser မှာတွားထည့်လိုက်ပေါ့နော်ဒါမှမဟုတ်လဲသူက auto ကျွန်တော်ရဲ့ browser မှာတွားပြီးတော့ဖွင့်မိပါတယ် browser ဖွင့်ပြီးသားဆိုရင်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ model တွေပါတယ်ရွေးပေးစရာမလိုတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့က open router ကိုသုံးထားတယ် default ကိုသုံးထားတယ်ပေါ့နော် open router ရဲ့ default ကိုသုံးထားတယ်ဒီနေရာမှာကျွန်တော်တို့ကြိုက်တာရွေးလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီနေရာမှာ message sample ကြည့်ကြည့်မယ်ကျွန်တော်တို့ open claw setup လုပ်တာတော့အားလုံးပြီးသွားပြီကျွန်တော်တို့ API ကကြတော့ open router ပေးတဲ့အခမဲ့ open router ရဲ့ API နဲ့သုံးထားတယ်ပေါ့နော်သူကတော့ဘာ model သုံးလဲကျွန်တော်တို့မသိရဘူးဒါပေမဲ့ open claw ကိုကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်တစ်ချက်လောက် what can you do ဆိုပြီးတော့မှကျွန်တော်တစ်ချက်လောက်မေးကြည့်လိုက်မယ်ကျွန်တော်ဒီနေရာမှာကြံပေးချင်တာပေါ့နော်ဒီရဲ့ open claw ကဒီဘယ်လိုပြောရမလဲကျွန်တော်တို့ open router မှာကျွန်တော်တို့ API ကို request rate နဲ့ပေးပြီးတော့မှပတ်စံပေးပြီးတော့မှသုံးရင်တော့ပိုကောင်းတယ်ပေါ့နော်ဘာလို့ဆိုသူက limit ပြည့်တာလဲမြန်တော့မြန်တယ်ကျွန်တော် Gemini တို့ဘာလို့ထပ်တော့တာတယ်ပေါ့နော်ဒီရဲ့ open router ရဲ့ API နဲ့ဒီနေရာမှာကျွန်တော်နည်းနည်းတော့ကြာဆောင်းရမယ်ပေါ့နော်ဘာလို့လဲဆို open router ကကျွန်တော် free ဖြစ်တဲ့အတွက်နည်းနည်းတော့ကြာပါတယ် okay ဒါဆိုရင်သူကပြန်ဖြေလာပြီပေါ့နော်ကျွန်တော်တို့ရဲ့ open claw ကစတင်အလုပ်လုပ်ပါပြီဒါဆိုရင်ဒီရဲ့ open claw အလုပ်လုပ်နေတော့ပြီးသွားပြီပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေကြာရင်ကျွန်တော်တပုတ်လုပ်ပေးမယ်ပေါ့နော်ဒီရဲ့ open claw ဘယ်လိုမျိုးအသုံးပြုရမလဲဘာညာတင်ပေးပါမယ်ဒီရဲ့ open claw အသုံးပြုနေရတယ်ကျွန်တော်တို့ internet ပေါ်မှာတော်တော်များများရှိနေပြီပေါ့နော်ဒါကြောင့်မလို့လဲကျွန်တော်ကဒီဗီဒီယိုဒီ
ဒီရဲ့ဗီဒီယိုနဲ့ပေါင်းပြီးမလုပ်လိုက်တာပေါ့နော်ဒါဆိုရင်အားလုံးပဲစင်ပြေကြပါစေတကယ်လို့မသိတာရှိရင်ကျွန်တော်ကိုလာမေးလို့ရတယ် Telegram group ထဲမှာလည်းကျွန်တော်တို့မေးလို့ရတယ်ပေါ့နော် Telegram group channel ကိုဝင်ချင်ရင်လည်းကျွန်တော်ကို chat box မှာလာပြောလို့ရတယ်ကျွန်တော်မေးခွန်းနေမေးပြီးရင်ကျွန်တော်ပေးဝင်မယ်ပေါ့နော်ဒါဆိုရင်အားလုံးပဲစင်ပြေကြပါစေကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်